Chinajimya Tagelo Shingwingo me willa geda Nujinane Shingwin the Kuma Your new lonely like pay you get it near to got it quick cabin man never mean I gave up many will live many will live hello me မင်္ဂလာပါကျွန်တော် edit blog ရဲ့ကျူပါတယ်ဒီအခုပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးနှစ်ပုတ်ပေါ့နော်တရှင်တစ်ပုတ်ကမြင်နေခွင့်လေးပထမတစ်ပုတ်မြောက်ဖြစ်ခြင်းနဲ့ပေါ့နော်မြင်နေခွင့်လေးပဲပေါ့နော်ဒီတရှင်ကအခုလိုမျိုးပေါ့နော်အိမ်နဲ့ဝေးနေတဲ့အချိန်ပဲဖြစ်ဖြစ်ဘယ်လိုပြောမလဲနိုင်ငံခြားမှာရောက်နေတဲ့ခါကျတော့ဒီတရှင်လေးမြောက်ပုတ်ကိုနားထောင်ပြတယ်ပေါ့နော်ကောင်းလဲကောင်းတယ်ပေါ့နော်ပထမကတော့ကိုချစ်တဲ့သူတတိယတော့ကိုချစ်သူလေးရယ်ကိုချစ်သူတတိယရဲ့အချိန်မှာဒီတရှင်နှစ်ပုတ်ကိုနားထောင်ပြတယ်ပေါ့နော်ဒီနှစ်ပုတ်ကထွက်တာတော့တော်တော်ကြာပြီ2013နဲ့ထွက်တာ2013နဲ့ထွက်တာဆို10နှစ်ကျော်လောက်တော့ရှိပြီဒီရှင်ကကောင်းလုံးပဲပေါ့နော်ဒီဘက်မှာတယောက်တည်းနေတဲ့အခါကျရင်ဒီရှင်လေးတွေပုံနားထောင်ဖြစ်တယ်ပေါ့နော်ဘယ်လိုပြောမလဲကိုယ့်အနေနဲ့ကိုယ်လည်းအပြင်းလည်းပြီးတယ်ပေါ့နော်ဒီမြောက်ဖြစ်ခြင်းတွေကြတော့ခန့်ဖြူဆိုထားတာဒီမြင်းနေခွေလေးပေးရကြတော့ဒီဖြူဆိုတာပေါ့နော်ဒီတရှင်လေးနှစ်ခုอ่ะဗောနော်အခုတတိလဲကောင်းတော့ဆိုတော့ဒါကျွန်တော်ဗောနော်အခုလက်ရှိဒီပြပမှာနေတဲ့ခါမှာဒီတရှင်လေးတွေနားထောင်ဖြစ်တယ်ဗောနော်တခါတည်းကျကိုယ်စိတ်ကိုဘယ်လိုပြောမလဲပြင်းတဲ့ခါကျရင်ဒီရှင်လေးတစ်ပုတ်နားထောင်ဖြစ်တယ်ဗောနော်ဒီတရှင်လေးကိုဘယ်လိုပဲဖြစ်ဖြစ်အခုတည်းကြီးနားထောင်လို့ကောင်းစေပါတကယ်လို့နားထောင်ဖြစ်ချင်တယ်ဆိုလေပြန်ပြီးတော့ဒီချင်းလေးတွေကိုနားထောင်ပေးကြပါလို့ဒီချင်းလေးတော်တော်ကောင်းတဲ့ချင်းလေးပါလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအခုလိုကြည့်ရှုပေးခဲ့တဲ့အတွက်